မင်းသာဒီကားကိုပြင်နိုင်ဒီဖရာရီကားကိုမင်းကိုပေးမယ်ကွာတကြွတထေးကရီမောင်းရင်းနဲ့ပြောလိုက်ပါတယ်အလောက်ယုံတယုံလုံးလဲချက်ချင်းကိုပွဲကျသွားတယ်အမ်လီကအဲ့ဒီမှာရက်နေခဲ့ပါတယ်သူ့ကိုမရက်မနာဝိုင်းရင်နေကြတဲ့ယောက်ျား10ယောက်ရဲ့အလဲမှာမလုံမရှက်ပါပဲသူမခေါင်းမငုံခဲ့ဘူးသူကဒါတွေကိုရှင်ပါနေခဲ့ပါပြီအမ်လီကအသက်30ရှိပြီဖြစ်ပြီးလမ်းမတွေပေါ်မှာပဲနေထိုင်လာခဲ့တာဟာ6နှစ်ရှိပါပြီမြို့လေကောင်နာကအမိုးအောက်မှာအိတ်တယ်ရတာကိုစားတယ်ပြီးတော့တက်စီဆိုင်တွေမှာရေချိုးရပါတယ်ကလေးဘွားကလေးကသူ့လိုချင်ခဲ့တာတခုတည်းပါကားတွေနဲ့ပတ်သက်တဲ့အလက်လုပ်ဖို့သူ့ရဲ့အိမ်မက်ကစိတ်ယုံတယုံပိုင်ဆိုင်ဖို့ပါပဲသူကကားပြင်ဆင်ရဲ့အလုပ်ယုံတွေရဲ့တကားဝမှာရက်ရင်ကြီးပြင်းလာခဲ့တာပါစက်ပြင်စရာတွေအလက်လုပ်နေတာကိုကြည့်ရင်ကြီးယုံတတ်နဲ့ပဲအရာအလုံးကိုတင်ယူခဲ့ပါတယ်ကားအစိပ်ပိုင်းတိုင်းရဲ့နာမည်ကိုသိတယ်အတန်တိုင်းကိုလည်းနားလေတယ်ဒါပေမဲ့ဘယ်အလုပ်ယုံပိုင်ရှင်ကားမှသူ့ကိုလက်မခံခဲ့ကြပါဘူးမိမတွေကအင်ဂျင်ပိုင်းမှာအလုပ်မလုပ်ဘူးအမြဲတမ်းဒီစကားတခုံးနဲ့ပါပဲတနေ့မှာတော့ရက်ွက်ကစားကွင်းမှာကောင်မလေးတယောက်စပိန်ချင်းကျသွားလို့ငိုနေခဲ့ပါတယ်အမ်လီကစောင့်ကြောက်ထိုင်ချလိုက်ပြီးချင်းကိုပြန်တက်ပေးလိုက်တယ်ပရိတ်တွေကိုချင်းညှိပေးပြီးပြန်ပေးလိုက်ပါတယ်ကောင်မလေးလည်းပျော်ပျော်ရွှင်ရွှင်နဲ့စီးသွားပါတယ်2မိနစ်အကြာမှာတော့မိခင်ဖြစ်သူရောက်လာပြီးကလေးရဲ့လက်မောင်ဆွဲကအမ်လီကိုအဝေးသွားဖို့အော်ဟစ်မောင်းထုတ်ပါတော့တယ်ဘာဖြစ်ခဲ့လဲဆိုတာကိုတောင်မမေးခဲ့ပါဘူးနောက်တစ်ချိန်မှာတော့စားတောက်ဆန်တဆိုင်ကခင်းချင်းပြသထားတဲ့ရေခဲတက်တာထဲမှာမော်တော်ဝါယာကျိုးလျှော့နေတာကိုသတိထားမိပါတယ်ဆိုင်ရှင်ကအပြင်ထွက်နေတော့မှအမ်လီကအဖုံးကိုဖွင့်ပြီးဝါယာကျိုးကိုပြန်ဆက်ပေးလိုက်ပါတယ်ပြီးတော့အတန်တွေလည်းတိတ်သွားတယ်ဆိုင်ရှင်ပြန်လာပြီးသူ့အဲ့ဒီမှာမြင်သွားတဲ့အခါရေတပုံဆွဲယူပြီးသူ့ကိုပတ်ချလိုက်ပါတယ်ဒီကနေထွက်သွားစမ်းလမ်းဘေးကောင်မငါပစ္စည်းတွေကိုလာဖြတ်စည်းမလို့လားအမ်လီကပလက်ဖောင်းတွေတန်ရှင်းလို့မြက်ခုတ်နေရန်ဆေးတော့ရင်အသက်ရှင်တန်ခဲ့ရပါတယ်ဒါတွေကဘသူမှမလုပ်ချင်ခဲ့တဲ့အလုပ်မျိုးတွေပါဒါပေမဲ့စပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့သူ့ရဲ့ပါရမီကိုတော့ဘသူကမှပြသခွင့်မပေးခဲ့ပါဘူးအဲ့ဒီနေ့ကအမ်လီလမ်းလျှောက်လာရင်စူညံတန်တွေကြားလိုက်ရပါတယ်အလုံးယုံတစ်ခုမှလူတွေပြည့်နှက်နေပြီးတမျိုးလုံးကအကောင်ဆုံးစက်ပြင်စရာတွေအဲ့ဒီမှာရောက်နေကြတာပါဆက်နိုးလို့မရတဲ့အနီရောင်ဖရာရီကားတစ်စီးပေးမှာအားလုံးကဝိုင်းအောင်နေကြတယ်ကားကောင်းဖုံးကိုဖွင့်ထားတယ်စကန်နာတက်ထားတယ်အစိပ်ပိုင်းတွေလည်းကျန်းပြင်ပေါ်မှာပြန်ကျဲနေပါတယ်9နာရီကျော်သွားပေမဲ့ဘသူမှပြဿနာကိုရှာမတွေ့ခဲ့ပါဘူးတကြွတထေးကလည်းမရက်မနာအော်ဟစ်နေပါတော့တယ်ဘလောက်ကုံကုံငါပေးမယ်ကွာဒီမြို့မှာအရေးချင်းရှိတဲ့သူတယောက်မှမရှိဘူးလားအမ်လီကလမ်းတစ်ဖက်ကနေပုံးကွယ်ပြီးနားထောင်နေခဲ့ပါတယ်ဆက်နိုးတဲ့အတန်ကိုကြားတာနဲ့တင်ဘာဖြစ်နေလဲဆိုတာကိုသူအတိအကျသိနေခဲ့ပါပြီအဲ့ဒီနေရာမှာသူနိုင်ပေါင်းများစွာရက်နေခဲ့တယ်ဘာလို့လဲဆိုတော့သူ့စကားကိုဘသူမှနားထောင်ချင်မှမဟုတ်ဘူးဆိုတာကိုသိနေလို့ပါပဲသူဆက်ပြီးသိမခံနိုင်တော့တဲ့အချိန်ထိပေါ့သူလမ်းဖြတ်ကူပြီးအလုတ်ယုံထဲဝင်သွားခဲ့တယ်ပြီးတော့ဒီကားပါဖြစ်နေလဲဆိုတာကိုကျမသိတယ်လို့ပြောလိုက်ပါတယ်အားလုံးရှက်တန့်သွားကြတယ်အလုတ်ယုံထဲကအသက်အကြီးဆုံးစက်ပြင်စရာကသူ့ကိုကြည့်ပြီးပြောပါတယ်ဒီအလုတ်ကိုငါလုပ်လာတာ15နှစ်ရှိပြီမိန်းကလေးတယောက်ကငါထက်ပိုသိလိမ့်မယ်ပေါ့လေတကြွတထေးကသူ့ကိုအထောက်ကြည့်လိုက်ပြီးရီမောလီရဲ့နဲ့ပဲအရာအားလုံးကိုပြောင်းလဲသွားစေမဲ့စကားကိုပြောလိုက်ပါတယ်ဒီမိန်းမသာငါကားကိုပြင်နိုင်ဒီကားကိုသူ့ပဲပေးလိုက်မယ်အမ်လီဟာလှောင်ပြောင်ရီမောတန်တိုင်းရဲ့လေးလံမှုကိုခန်းစားနေရပါတယ်နာကျင်ရပေမဲ့သူကောင်းမငုံခဲ့ပါဘူးသူ့ဘဝမှာပထမဆုံးချိန်ဖြစ်သူသိထားတဲ့အရာတွေကိုပြသဖို့တယောက်ယောက်ကအခွင့်အရေးပေးခဲ့တာပါဒါဟာလှောင်ပြောင်မှုတစ်ခုဖြစ်နေတာကအရေးမကြီးပါဘူးဒါကအခွင့်အရေးတစ်ခုပါသူဟာခုံပေါ်ကွာကိုလမ်းယူလိုက်ပြီးကားကောင်းပိုင်းစီရှောက်သွားကအလုတ်စတက်มาတော့တယ်ဒီကားကိုကျမပြင်တာမြင်ချင်တော့ဖတ်တူးလို့ comment ပေးခဲ့ကြပါနော်